Golden Bells အင်္ဂါနေ့14ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3ထာဝရဘုရားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကားအကယ်စင်စစ်ထာဝရမေတ္တာနှင့်တင့်ကိုငါချစ်၏ထိုကြောင့်ကရုဏာကျေးဇူးကိုသင်၌ကြာမြင့်စွာပြ၏ယေရမိအနာဂတ်ကျမ်းအခန်းကြီး31ခန်းငယ်3ဒီနေ့အတူတကွဆင်ခြင်ပြီးခွန်အားယူဖို့ရန်အတွက်တိုင်းတာလို့မရတဲ့ဘုရားသခင်၏ချစ်ချင်းမေတ္တာအကြောင်းကိုဝေငှခြင်းပါတယ်ဧဝံဂေလိသီချင်းဆိုသူ George Beverly Shea ဟာဖျားသခင်၏ချစ်ချင်းမေတ္တာဆိုတဲ့ဓမ္မသီချင်းကိုမိတ်ဆက်တဲ့အခါတိုင်းစိတ်ကိုအင်မတန်ထိမိစေမဲ့ကြပြလေးတစ်ပုဒ်နဲ့စတင်လေးရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဟာသမုဒ္ဒရာရဲ့အနှဲငယ်များကိုပဲမြင်နိုင်ကြတယ်။ဒါပေမဲ့မိုးကုတ်ဆက်ဝိုင်းရဲ့အလွန်မှာတော့ပို၍ရှိနေပါသေးတယ်ဆိုတဲ့ကြပြလေးဖြစ်ပါတယ်။ဒါဟာဖျားသခင်ရဲ့ချစ်ချင်းမေတ္တာဟာဘလောက်တောင်တိုင်းတာလို့မရအောင်နဲ့နဲသလဲဆိုတာကိုထင်ဟပ်စေတာဖြစ်ပါတယ်။အဲ့ဒီဓမ္မသီချင်းရဲ့အဖွင့်စာသားမှာလည်းအခုလိုပဲတည်ကုန်းထားပါတယ်။ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာဟာနှုတ်နဲ့တော်၎င်းကလောင်နဲ့တော်၎င်းပြောပြနိုင်တာထက်လွန်ကြီးမြတ်လာပေတယ်။ဒီဓမ္မသီချင်းကို Frederick M. Lehman ကရေးဆက်ခဲ့တာဖြစ်ပေမဲ့နားထောင်ရသူတွေရဲ့ယင်ကိုအထီးရောက်ဆုံးဖြစ်စေတဲ့အပိုက်ကတော့စိတ်ကျမ်းမာရေးဆေးရုံတစ်ခုကလူနာတစ်ယောက်ကွယ်လွန်သွားပြီးတဲ့နောက်သူ့အခန်းရဲ့နယံပေါ်မှာသူကိုယ်တိုင်ရေးချစ်ထားခဲ့တဲ့စာသားလေးပဲဖြစ်ပါတယ်။သူဟာလူအတိုင်းဝိုင်းကနေအပယ်ခံရပြီးစွန့်ပစ်ခြင်းခံထားရတဲ့သူဖြစ်ပေမဲ့လေဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာဟာဘလောက်တောင်ကျယ်ပြန့်တယ်လဲဆိုတာကိုသူ့ရဲ့ယင်ထဲကနေနက်နက်ရှိုင်းရှိုင်းနားလေသဘောပေါက်ခဲ့တာဖြစ်ပါတယ်။သူကနယံပေါ်မှာအခုလိုရေးခဲ့ပါတယ်။အထက်ရက်ကဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုရေးသားဖို့ဆိုရင်သမုဒ္ဒရာတွေကရေတွေအကုန်လုံးဟာခန်းချောက်သွားပါလိမ့်မယ်။ကောင်းကင်တစ်ဖက်ကနေအခြားတစ်ဖက်ထိစာလိပ်ကိုဖြန့်ချထားခဲ့လျင်ပင်ဘုရားသခင်၏ကြီးမြတ်တော်မူခြင်းဘုရားရဲ့မေတ္တာအလုံးစုံကိုရေးသားဖော်ပြရန်မလုံလောက်နိုင်ပါ။ဒါကြောင့်မို့လို့သူ့ရဲ့ဒီအတိတ်ပဲနက်ရှိုင်းတဲ့ရေးသားခြင်းဟာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတော်သည်အနက်ဆုံးသောနက်ရှိုင်းရာသို့၎င်းအမြင့်ဆုံးသောမြင့်မားရာသို့၎င်းရှိနေခြင်းကိုဖော်ပြနေတာဖြစ်ပါတယ်။လောကမှာအပြစ်ပယ်ခံအမေ့လျော့ခံရဆုံးသောလူသားတွေကိုပင်နွေထွေပွေ့ဖက်ထားတယ်ဆိုတာကိုကျွန်တော်တို့ကိုအမြဲတမ်းသတိပေးနေတာဖြစ်ပါတယ်။အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။